ဒီဗီဒီယိုလေးမှာတော့နာမည်ကြီးလူကြိုက်များတဲ့စကင်တွေပါဝင်လာတဲ့ Fanny Legend Event မှာ point 800တန်း All Star စကင်တစ်ကောင်ကိုအသက်သာဆုံးဖောက်နိုင်မဲ့နီးလန်းကိုပြောပြပေးသွားမှာပါပထမဆုံး event လာတဲ့မတ်လ10ရက်နေ့မှာ one weekly bet တောင်းမဟုတ် diamond 100ဖြည့်ပေးရပါမယ်ပြီးနောက်ဒီ event လေးကနေ free token တစ်ကတ်ယူပါမယ်ဒီ event လေးကနေလည်း diamond 10လုံးနဲ့ token တစ်ကတ်ဝယ်ပြီးလှည့်ပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ကြိမ်လှည့်လိုက်မယ်ဆိုရင်3ကြိမ်လှည့်ပြီးဖြစ်သွားပါပြီမတ်လ9ရက်နေ့မှာတော့ one weekly bet တောင်းမဟုတ် diamond 100ဖြည့်ပြီးဒီ event ကနေ free token တစ်ကတ်ယူပါမယ်ဒီ event ကနေ diamond 46လုံးနဲ့ free token တစ်ကတ်ဝယ်ပြီးလှည့်ပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ကြိမ်လှည့်ပြီးစုစုပေါင်း6ကြိမ်လှည့်ပြီးဖြစ်သွားပါပါမတ်လ10ရက်နေ့မှာလည်း one weekly bet တောင်းမဟုတ် diamond 100ဖြည့်ပြီးဒီ event ကနေ free token တစ်ကတ်ယူပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ကြိမ်လှည့်ပါမယ်အဲနောက်မတ်လ17ရက်နေ့နဲ့12ရက်နေ့မှာဘာတိုင်းမှထပ်ဖြည့်စရာမလိုပဲ 50% တော့ daily one draw တစ်ကြိမ်စီလှည့်သွားပေးပါမတ်လ13ရက်နေ့ freeze one လာတဲ့အခါမှာတော့ဘာတိုကင်မှမထုတ်သေးပဲ diamond 250အရင်ဖြည့်ပေးပါပြီးနောက် 50% တော့ daily one draw တစ်ကြိမ်လှည့်ပေးပါမတ်လ14ရက်နေ့မှာလည်း diamond 250ထပ်ဖြည့်ပြီးဒီ event လေးကနေ recharge 9ရက်ပြည့်သွားတဲ့အတွက် free token တစ်ခုယူပြီးလှည့်လိုက်ပါပြီးနောက် 50% တော့ daily one draw တစ်ကြိမ်လှည့်ပေးပါမတ်လ15ရက်နေ့နဲ့16ရက်နေ့မှာတော့ဘာတိုင်းမှထပ်ဖြည့်စရာမလိုတော့ပဲ 50% တော့ daily one draw တစ်ကြိမ်စီလှည့်ပေးပါ18ရက်နေ့မှာတော့ 50% တော့ daily one draw တစ်ကြိမ်လှည့်ပြီး promo diamond လည်းသုံးလို့ရပြီမို့ promo diamond နဲ့14ကြိမ်လှည့်ပေးပါစုစုပေါင်း diamond 900အသုံးလည်းပြည့်သွားပြီမို့ token 18ကန်လုံးထုတ်ပြီးလှည့်လိုက်ပါဒါဆိုအဲ့နေ့အတွက်33ကြိမ်လှည့်ပြီးဖြစ်ပြီးစုစုပေါင်း48ကြိမ်လှည့်ပြီးဖြစ်သွားမှာပါမတ်လ18ရက်နေ့နဲ့19ရက်နေ့မှာလည်းထုံးစံတိုင်း 50% တော့ daily one draw တစ်ကြိမ်စီလှည့်ပေးပါမတ်လ20ရက်နေ့ freeze 2လာတဲ့အခါမှာတော့ဘာ token မှမထုတ်သေးပဲ3 weekly bus ဒါမှမဟုတ် diamond 250အရင်ဖြည့်ပေးပါပြီးနောက် 50% တော့ daily one draw တစ်ကြိမ်လှည့်လိုက်ပါမယ်အဲ့လိုနဲ့21ရက်22ရက်23ရက်ဆိုပြီး3ရက်ဆက်တိုင်း 50% တော့ daily one draw တစ်ကြိမ်စီလှည့်လိုက်ပါမယ်မတ်လ24ရက်နေ့ 50% တော့ daily one draw လှည့်လိုက်တဲ့အခါ diamond 250လဲသုံးပြီးဖြစ်သွားပြီမို့ free token 17ခါလုံးထုတ်ပြီးလှည့်လိုက်ပါမယ်ဒါဆိုအဲ့နေ့မှာ12ကြိမ်လှည့်ပြီးဖြစ်ပြီးစုစုပေါင်း66ကြိမ်လှည့်ပြီးဖြစ်သွားမှာပါအဲ့နောက်မတ်လ25ရက်နေ့ကနေ28ရက်နေ့အထိ 50% တော့ daily one draw တစ်ကြိမ်စီလှည့်သွားတဲ့အခါနောက်ဆုံးမှာအကြိမ်80လှည့်ပြီးဖြစ်ပြီး point 800လဲပြည့်သွားပါပြီဒါဆိုလိုချင်တဲ့ All Star စကင်တစ်ကောင်ကိုအကြိမ်နည်းနည်းနဲ့မြန်မြန်ရကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်